ကဲဒီနေ့တော့အဆက်ကြိုက်သူတွေအတွက်ဆက်ဆက်လေးတစ်မျိုးနဲ့သမင်းမိန်နဲ့ပဇွန်ကြောက်ရုပ်သေးကြော်ပေါ့နော်သူကခက်ဆူဆူလေးပေါ့ပါဝင်ပစ္စည်းတွေကငရုတ်သီးကိုဟိုးရက်ထဲကလှော်ထားတာရှိတယ်စက်တော့အနီ3လုံးစက်တော့အဖြူကဦးကြီးတူပေါ့နော်ပဇွန်ကြောက်က30တောင်လောက်ရှိမယ်အဲ့ဒါကိုရေးစိတ်ထားတာပေါ့နောက်မကြီးသီးလို့မယ်ဒါကကြံတကာမရှိရင်တညက်ထည့်လို့ရတယ်နော်အရင်ဆုံးစီအိုးတွေကိုစီထည့်မယ်စက်တော်နီလေးတွေကိုအရင်ဆုံးကြော်မယ်နော်စက်တော်နီကိုသူကစီချက်တလောက်အကျွတ်ကြီးမဟုတ်ဘူးပုံမှန်ဆိုတက်လေးနည်းနည်းပြော့ဆိုတက်လေးကုန်သွားပြီပေါ့နော်အဲ့လောက်ဆိုရပြီစက်တော်အနီလေးတွေကအနေတော့ဣလာပြီဆိုရင်စက်တော်အဖြူလေးထည့်မယ်နော်စက်သွန်ဖြူလေးတွေပါထည့်ပြီးတော့သူတို့နှစ်ယောက်ကြက်ချိန်ကြီးအောင်ပေါ့နော်စက်သွန်ဖြူကနောက်မှထည့်မယ်စက်သွန်ဖြူရောစက်သွန်နီရောနည်းအစိုးတက်လေးကုံသွားအောင်ကြော်မှာပေါ့ပြီးပြီဆိုရင်စနွေးမှုတ်လေးနည်းနည်းပေါ့နော်လောက်လေးထည့်မယ်အနက်မှုယုံလောက်လေးပဲပေါ့ဗီဒီယိုလေးကိုနည်းနည်းရစ်တာတက်နည်းနည်းဖြတ်ပလိုက်ရမှာနော်နည်းနည်းဒါလေးရရှည်သွားတယ်စီတက်နေရအောင်နည်းနည်းရှည်သွားတယ်ဗီဒီယိုရှည်သွားတာပေါ့စက်သွန်လေးတွေကတဖြည်းဖြည်းနဲ့ကျွတ်ခန့်လေးပေါ့နော်အရင်ကျွတ်ကြီးမဟုတ်ကျွတ်ခန့်လေးပေါ့ဒီနေလောက်လေးဆိုရင်စီစစ်ထားမယ်နော်ပြီးပြီဆိုခုနပစွန်ကြောက်လေးတွေကိုထောင်းမယ်တကယ်လို့မထောင်းချင်ဘူးဆိုရင်လည်းကြိတ်လို့ရတာပေါ့အောင်တော့ထောင်းလိုက်တယ်ဒီနေလောက်ဆိုရင်ရပြီခဏဖယ်ထားမယ်နော်သူဒီတသားပကံလေးတွေကအောင်တရုတ်ပြည်ကမှားထားတာ online စလုပ်တော့2019လောက်ကပေါ့နော်2019လောက်ကမှားထားတာတက်သားပကံလေးတွေပေါ့ရုပ်သီးကိုလည်းထောင်းမယ်ပြီးပြီဆိုရင်ခုနကကြော်ပြီးတော့ဖယ်ထားတဲ့စက်သွန်အဖြူနဲ့အနီအဲ့ဒါလေးကိုလည်းရောထောင်းမယ်သူကကြတော့အချိုတလေးပေးတာပေါ့နော်အဲ့ဒါလေးနဲ့ရုပ်သီးလေးနဲ့ညက်နေအောင်ထောင်းပေးပါအဲ့ဒီချိန်ကတော့